လောကလူတွေကသူများကိုအုပ်ချုပ်ဖို့သူများကိုအစိုးရဖို့ဆိုတာတွေကတော့ကြိုးစားနေကြတာသူများကိုအစိုးရဖို့ကြိုးစားကြတယ်တကယ်တော့အစိုးမရတာကိုယ်စိတ်ကိုစိုးမရကိုယ်စိတ်ကိုစိုးမရလို့စိတ်ဖြစ်တဲ့နောက်လိုက်ပြီးတော့ပြောဆိုမှုတွေပြုလုပ်မှုတွေလုပ်တဲ့အခါမှာထိုပြောဆိုမှုပြုလုပ်မှုကမမှန်ကန်တဲ့စိတ်ရဲ့ဥဆောင်မှုနောက်ဖြစ်ပေါ်သွားပြီဆိုရင်ဆိုးကျိုးတွေကိုရရှိခံစားကြရတာဖြစ်တယ်ပေါ့ဒါမို့မြတ်စွာဘုရားရဲ့အဆုံးအမကစိတ်ကိုအဓိကပဓာနာထားပြီးတော့ဆုံးမတာပဲဖြစ်တယ်ဘုရားဘာသာဝင်သူတော်စင်အနေနဲ့တခုတည်းသောကျင့်စဉ်ကိုပြောပါဆိုရင်ကိုယ်စိတ်ကိုထိမ့်သိမ်းခြင်းပဲဘုရားဘာသာရဲ့ကျင့်စဉ်ဟာဘာလို့ဆိုရင်ကိုယ်စိတ်ကိုထိမ့်သိမ်းဆောက်ရှောက်နိုင်ခြင်းဟာဘုရားဘာသာရဲ့အကျင့်ဒါကြောင့်မို့မြတ်စွာဘုရားကယန္တဘာကိုဆိုဆုံးမတဲ့အခါမှာယန္တဘာဟာသိက္ခာပုဒ်တွေလိုက်နာရမယ်ကိုကျင့်တရားတွေများလွန်းတယ်ဒါတွေကိုသူကုံထိန်နိုင်မှာမဟုတ်ဘူးဆိုတော့မြတ်စွာဘုရားကအဲ့ဒါတွေအတွက်စိတ်မပူနဲ့ကိုယ်စိတ်လေးကိုထိမ့်သိမ့်နိုင်ရင်လားစိတ်တစ်လုံးပဲထိမ့်သိမ့်ကျန်တာတွေသာထားစိတ်ကိုနိုင်လို့ရှိရင်အလုံးကိုနိုင်သွားမယ်ဆိုစိတ်ကိုထိမ့်လိုက်တာနဲ့ကျန်တဲ့ဟာတွေကအကုန်လုံးထိမ့်သိမ့်ပြီးသားဖြစ်သွားတယ်အဲ့တော့စိတ်ကိုမထိမ့်နိုင်ဘူးဆိုလို့ရှိရင်တော့ကျန်တာတွေလည်းမထိမ့်ဘူးပဲဖြစ်သွားတယ်နော်စိတ်ဆိုတာကမိမိတဏ္ဍမှာဖြစ်တာမိမိကိုယ်တိုင်သာလင်သိတယ်ကျန်တဲ့ပုဂ္ဂိုလ်တွေသိနိုင်စွာမရှိသေးဘူးထို့သောထိုစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ပြောဆိုလိုက်တဲ့စကားသံအမှုအရာပြုလုပ်လိုက်တဲ့အလုပ်ကိုကြည့်ပြီးတော့မှသူ့ရဲ့စိတ်ကိုခံမှန်းပြီးတော့ပြောဆိုကြတာဖြစ်တယ်ယဉ်ကျေးတဲ့စိတ်ကထွက်ပေါ်လာတဲ့အပြောဆိုဟာယဉ်ကျေးတဲ့စကားတွေဖြစ်တယ်ရိုင်းဆိုင်တဲ့စိတ်ကဖြစ်ပေါ်လာတဲ့စကားလုံးတွေဟာရိုင်းဆိုင်တယ်ယဉ်ကျေးတဲ့စိတ်နဲ့ပြုလုပ်တဲ့အလုပ်တွေဟာယဉ်ကျေးတဲ့ပြုလုပ်မှုတွေလုပ်တာဖြစ်တယ်ရိုင်းဆိုင်တဲ့စိတ်နဲ့ပြုလုပ်လို့ရှိရင်လည်းပဲကျန်တဲ့ရဲ့ဆက်တဲ့အလုပ်မျိုးတွေကိုလုပ်ချတာပဲဖြစ်တယ်အဲ့တော့လောကမှာလူယဉ်ကျေးမှုလို့ပြောတဲ့အရာတွေဟာစိတ်ကဥဆောင်နေတယ်လို့ပြောရမှာဖြစ်တယ်သို့သောစိတ်မှာလည်းပဲဒီရိုးဖြောင်းတဲ့စိတ်လားဟန်ဆောင်တဲ့စိတ်လားလို့ဒီခါထပ်ခွဲမဲ့ဆိုလို့ရှိရင်ကျေးတဲ့အသင်္တရံရှိတော့လဲရိုးဖြောင်းတဲ့စိတ်နဲ့ယဉ်ကျေးတာလားသို့မဟုတ်ကောက်ကျစ်တဲ့စိတ်နဲ့ရှုပ်ဝဲတဲ့စိတ်နဲ့ယဉ်ကျေးတာလားဆိုတာဒါလည်းခွဲခြားသိကြမှာဖြစ်တယ်ပေါ့